အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ခရုလေးရလာပါတယ်အဲ့ဒါကိုဆင်အောင်ဆေးပြီးတော့ကျွန်တော်တို့ပြုတ်ပါမယ်ခင်ဗျာဒီနေ့တော့မိုးလေးရော်လိုက်လေးလေးတိုက်လိုက်ဆိုတာ ਨੇ နော်ရှေ့ပဲနော်အဲ့ဒါကိုပြုတ်ပြီးတော့အသားလေးဆွဲလေးနဲ့ကော်ထုတ်လိုက်ပါတယ်ခင်ဗျာဆွဲလေးနဲ့ကော်ထုတ်လိုက်တာ ਨੇ တူရဲ့ထိုက်လေးကိုသားလေးဒါနဲ့ခွေးလိုက်တာ ਨੇ အထေးလေးမှာသေးတွေလည်းပါနေတော့အဲ့ဒါကိုသားလေးကျွန်တော်တို့စင်ကြင်အောင်ဆေးပေးရမှာခင်ဗျာအဲ့ဒါလေးအသားလေးကွက်ပြီးတော့အဲ့လိုစင်အောင်လေးဆေးပေးလိုက်သူရဲ့အထင်းမှာတော့အဲ့လိုဤထုတ်ဆိုတဲ့ပုံစံမျိုးပါနေတယ်အဲ့ဤထုတ်လေးကိုနေပြီးသားလေးကွက်ထုတ်ပြီးတော့အဲ့လိုစင်ကြင်အောင်ဆေးလိုက်တာ ਨੇ သူ့နေရာနဲ့သူပြန်ထိလို့ရတယ်လွယ်တယ်ဒါကြတော့ခရုကရှောတယ်ဆိုတော့ပြန်ထိလို့ရတယ်အဲ့ဒီမှာလွယ်တဲ့ပစ္စည်းလေးကိုကျွန်တော်တော့မရှင်းပြတော့ဘူးလွယ်တဲ့ပစ္စည်းလေးကိုထိပြီးတော့ပြန်ပြီးကျွန်တော်တို့နှွေးလိုက်ပါမယ်ခင်ဗျာအဲ့နှွေးပြီးဆိုတာ ਨੇ ကျွန်တော်တို့ဒီနေ့အသားလေးပြန်ဆွဲလေးနဲ့ကော်ထုတ်ပြီးတော့ဘီယာလေးဆွဲလိုက်တာ ਨੇ ရှေ့ပဲเนาะအားလာဘီယာလေးထိပြီးတော့ကျွန်တော်တို့ဗီဒီယိုကိုဆုံးအောင် like ကြည့်ပေးပါလို့ကျေးဇူးအများကြီးတင်ပါတယ်